ကျွန်တော်တို့ရဲ့အတွေးတွေဟာကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုထုစစ်ပုံဖော်တဲ့စွမ်းအားကြီးမားတဲ့ကိရိယာတွေပါပဲ။ဒီစဉ်နဲ့အမျှကျွန်တော်တို့ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေနဲ့ရရှိလာတဲ့အောင်မြင်မှုအားလုံးဟာကျွန်တော်တို့ရဲ့အတွင်းစိတ်ကပါထဲမှာဘလို့မျိုးစေ့တွေကိုစိုက်ပျိုးထားသလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေပါတယ်။အနုလက္ခဏာဆောင်တဲ့အတွေးတွေကတင့်ကိုအမောင်တွင်းနဲ့ထဲဆွဲချသွားနိုင်တယ်လို့အပြုသဘောဆောင်တဲ့အတွေးတွေကတော့တင့်ဘဝကိုအလင်းရောင်တွေနဲ့ထွန်းလင်းတောက်ပစေပြီးတင်မျှော်မှန်းထားတဲ့အနာဂတ်စီကိုတွန်းပို့ပေးနိုင်ပါတယ်။ဒီနေ့တင်ဆက်ပေးထားတဲ့အပြုသဘောဆောင်စကားလုံးတွေကိုနေ့စဉ်နားထောင်ခြင်းအားဖြင့်တင်ဟာကိုယ့်ကိုယ်ပိုချစ်တတ်လာမယ်။ကိုယ့်ရဲ့တန်ဖိုးကိုပိုနားလည်လာမယ်။ငြိမ်းချမ်းမှုနဲ့ပြည့်စုံကြွယ်ဝမှုတွေကိုတင်ရဲ့ဘဝထဲဆွဲဆောင်နိုင်ပြီးတော့တင်ဟာလည်းပုံမပျော်ရွှင်ချမ်းသာတဲ့လူတစ်ယောက်အဖြစ်အမြဲတမ်းရှိနေစေပါလိမ့်မယ်။ဒီစကားတွေကိုတင်ရဲ့နေ့တစ်နေ့မစခင်မနက်ခင်းတိုင်းမှာနားထောင်ဖို့အကြံပြုပါတယ်။ဒီလိုနားထောင်ခြင်းအားဖြင့်တင်ရဲ့တစ်နေ့တာလုံးကိုအပြုသဘောဆောင်တဲ့စွမ်းအင်တွေဝိုင်းရံနေပြီးတော့မကောင်းတဲ့စွမ်းအားတွေတင့်စီကိုရောက်မလာနိုင်အောင်ဖန်တီးပေးထားပါလိမ့်မယ်။အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်။ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်။ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်သေးကျနေတယ်။ငါလို့သမျှအရာအလုံးဟာတခြားသူတွေကိုမထိခိုက်ပဲငါရဲ့ပန်းနိုင်တွေစီကိုဥတည်နေပါတယ်။နေ့ရက်တိုင်းမှာငါရဲ့ပင်ကိုအသိဉာဏ်ကိုငါအပြည့်အဝယုံကြည်တယ်။ငါဟာချမ်းသာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်။ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်။ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့တန်လိုက်တစ်ခုပဲ။ကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲ။ငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှာတယ်။ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်။ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်။ငါဟာသိခံတတ်တယ်။အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်။ဘယ်လိုအခြေအနေမျိုးမှမဆိုငါအကောင်းဆုံးလှုပ်ဆောင်နေတယ်ဆိုတာကိုယုံကြည်တယ်။ငါကငါလေးစားပြီးငါလို့သမျှအရာအလုံးဟာငါ့ကိုပြည့်စုံစေပါတယ်။ငါဟာစိတ်သဘောထားကြီးပြီးငါရဲ့ပတ်ဝန်းကျင်ကအခွင့်အလမ်းအလုံးကိုအပြည့်အဝအသုံးချနေတယ်။ငါရဲ့ဆက်ဆံရေးအားလုံးမှာရည်ရွယ်ချက်ရှိပြီးအဲ့ဒါတွေကငါ့ကိုပြည့်စုံစေတယ်။ပေါ်များကြွယ်ဝမှုကငါ့ကိုဝန်းရံထားတယ်။ပေါ်များကြွယ်ဝမှုဟာငါစီကိုစီးဝင်လာပြီးတော့ငါ့ကိုဖြတ်သန်းစီးဆင်းနေတယ်။အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်။ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်။ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်သေးကျနေတယ်။ငါဟာဟန်ချက်ညီတယ်ငါလိုအပ်သမျှအရာအလုံးဟာမှန်ကန်တဲ့အချိန်မှာငါစီကိုရောက်လာကြတယ်ငါဟာလုံလောက်တာထက်ပိုတယ်ငါမှစေတနာတွေအပြည့်ရှိတယ်ငါဟာထူးခြားတယ်ငါဟာတခြားသူတွေကိုမပြောင်းလဲဘူးတခြားသူတွေကိုသူတို့အရှိအတိုင်းဖြစ်ခွင့်ပေးပြီးငါကိုငါလည်းပဲရိုးရှင်းမှန်ကန်တဲ့မေတ္တာတရားနဲ့ချစ်မြတ်နိုးတယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအစဉ်သင့်မှာပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာစွမ်းအင်တွေနဲ့ပြည့်နေပြီးပျော်ရွှင်မှုတွေကိုထုတ်လွှတ်နေတယ်အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေနဲ့နှိမ့်ကြတဲ့လုပ်ရက်တွေဟာငါစီကနေအပီးတိုင်ပျောက်ကွယ်သွားပြီးဖြစ်တယ်အမှမကုန်ခန်းနိုင်တဲ့စွမ်းရည်တွေနဲ့ကောင်းချီးပေးခံထားရပြီးအဲ့ဒါတွေကိုနေ့စဉ်အသုံးချတယ်အနှုတ်လက္ခဏာဆောင်တဲ့လူတွေစီကနေငါဟာငြိမ်းချမ်းစွာခွဲခွာတယ်ငါမှအတွေးအခေါ်ကောင်းတွေနဲ့အတွေးခေါ်သစ်တွေရှိနေတယ်ငါဟာရဲရင်ပြီးကျင်နာတတ်တယ်ငါဟာအပြုသဘောဆောင်တဲ့သူတစ်ယောက်ဖြစ်ပြီးငါရဲ့ဘဝဟာပုံများကြွယ်ဝမှုတွေနဲ့ပြည့်နေတယ်ငါဟာလေးစားခံရပြီးလူအများအပြားကငါရဲ့ရလဒ်တွေကိုအတိအမှတ်ပြုကြတယ်ဂရုဏာတရားကငါရဲ့ဒေါသကိုစေးကြောပြီးအချစ်နဲ့အစားထိုးတယ်ငါဟာကျမ်းမာရေးနဲ့စိတ်အားထက်သန်မှုတွေကိုကောင်းချီးပေးခံထားရတယ်ငါဟာမပျက်စီးနိုင်ဘူးအလှတရားဆွဲဆောင်မှုနဲ့ကြက်တရေကိုငါထုတ်လွှတ်နေတယ်ဖြစ်ပျက်ခဲ့ဖြစ်ပျက်နေပြီးဖြစ်ပျက်လာမယ့်အရာအလုံးနဲ့ငါဟာငြိမ်းချမ်းစွာရှိနေတယ်ငါဟာအံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်ပဲငါအခုထိအောင်မြင်ခဲ့သမျှအရာအလုံးအတွက်ငါကိုငါဂုဏ်ယူတယ်ငါရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ထဲမှာဖြစ်တည်နေရတာကိုငါသဘောကျတယ်စစ်ကြဝဠာရဲ့အလှတရားအလုံးဟာငါရဲ့အတွင်းထဲမှာတည်ရှိနေတယ်အံ့ဩဖွယ်ဘဝတစ်ခုကိုဖန်တီးဖို့ငါကိုငါယုံကြည်တယ်ငါဟာရည်မှန်းချက်ကြီးတယ်ငါဟာကြောက်ရွံ့မှုကင်းပြီးတော့စွန့်စားရဲတယ်အတွေ့အကြုံသစ်တွေကိုငါလက်ခံတယ်
ငါဟာစူးစမ်းတတ်တယ်ငါဟာလေးလာတည်ယူသူတယောက်ဖြစ်တယ်ငါရဲ့ဘဝအတွက်ငါကိုငါကျေးဇူးတင်တယ်ငါဟာထူးခြားတယ်အခြားသူတွေနဲ့အတူရှိနေတဲ့အချိန်မှာငါအမြဲပျော်ရွှင်တယ်ငါကိုငါလက်နက်ရှိုင်းရှိုင်းချစ်တယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါရဲ့အတွင်းစိတ်အတန်ဟာအမြဲတမ်းအပြုသဘောဆောင်တယ်ငါစိတ်ပိုင်းဖြတ်ထားသမျှအရာအလုံးကိုငါလုပ်နိုင်တယ်ငါကိုငါအပြည့်အဝယုံကြည်တယ်ငါဟာအပြုသဘောဆောင်တယ်လိုအပ်တဲ့အခါညင်းဆိုတဲ့စကားတွေကိုငါအလွယ်တကူပြောနိုင်တယ်ငါဟာစွမ်းဆောင်ရည်မြင့်တယ်ငါဘဝရဲ့ကဏ္ဍတိုင်းကိုငါထိန်းချုပ်နိုင်တယ်ငါဟာအလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်တယ်ငါအလုပ်မှာငါဟာထိရောက်မှုရှိတယ်ငါဟာစိတ်အားထက်သန်တယ်ငါရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုငါဖန်တီးတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်သေးကျနေတယ်ငါဘဝတွေပေါ်များကြွယ်ဝမှုတွေကိုငါဆွဲဆောင်နေငါရဲ့လမ်းမှာကြုံလာတဲ့ဘယ်စိန်ခေါ်မှုကိုမဆိုပညာရှိစွာနဲ့ငါတုံ့ပြန်နေငါဟာအပြုသဘောဆောင်တဲ့အတွေ့အခေါ်ရဲ့စွမ်းအားကိုယုံကြည်ပါတယ်ငါဟာအရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာလေးစားခံရတယ်ငါဟာစွမ်းအင်တွေနဲ့ပြည့်နေတယ်ငါရဲ့တန်ဖိုးကိုငါသိပြီးငါလိုချင်သမျှအရာအလုံးကိုငါလုပ်နိုင်တယ်ငါဟာထူးခြားတယ်ငါရဲ့လှုပ်ဆောင်ချက်အလုံးမှာငါအောင်မြင်တယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါရဲ့စိတ်ဟာဆန္ဒတွေကိုအမှန်တကယ်ဖြစ်လာစေနိုင်တယ်ငါဟာနှိမ့်ချပြီးတည်ယူဖို့အတွက်အမြဲတမ်းအသင့်ရှိနေတယ်ငါလုပ်ခဲ့တဲ့အမားတိုင်းအတွက်ငါကိုယ်မှာခွင့်လွှတ်တယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာမေတ္တာတရားနဲ့တုံ့ပြန်တယ်ငါရဲ့တွေးခေါ်လှုပ်ဆောင်သမျှအရာအလုံးကိုငါထိန်းချုပ်နိုင်တယ်ဘယ်စိန်ခေါ်မှုမျိုးကိုမဆိုငါဟာရဲစွမ်းတတ္တိနဲ့ရင်ဆိုင်တယ်ငါဟာပြစ္ဆုတ်ပံကိုအာရုံစိုက်တယ်ငါဘဝဟာငြိမ်းချမ်းမှုချမ်းသာမှုကျန်းမာမှုပျော်ရွှင်မှုတွေနဲ့ပြည့်စုံကြွယ်ဝနေတယ်ငါပတ်ဝန်းကျင်ကလူတိုင်းကိုငါလက်ခံတယ်ငါဟာချမ်းသာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့အတန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှားတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ပျော်ရွှင်မှုဟာငါရဲ့အတွေးတိုင်းမှာရှိနေတယ်နေ့ရက်တိုင်းဟာလက်ဆောင်တစ်ခုဖြစ်ပြီးငါဟာယေရှုတင်စွာနဲ့လက်ခံတယ်ငါဟာပြစ္ဆုတ်ပံမှာလွတ်လပ်စွာနေထိုင်ပြီးတောက်ပတဲ့အနာဂတ်ကိုတည်ဆောက်နေပါတယ်ငါရဲ့အိမ်မက်တွေကိုအကောင်အထည်ပေါ်တဲ့လုပ်ငန်းစဉ်တိုင်းကိုငါပျော်မွေ့တယ်ငါဟာထူးခြားတယ်ငါဟာကျင်နာပြီးရဲရင်တယ်ဘယ်လိုစိတ်ပြတ်မှုနဲ့စိုးရိမ်ပူပန်မှုမျိုးကနေမဆိုငါကိုငါကုစားနိုင်တယ်ငါရဲ့ကိုယ်ရည်ကိုယ်သွေးဟာယုံကြည်မှုတွေကိုထုတ်လွှတ်နေတယ်ငါဟာကျမ်းမာတယ်ယုံကြည်မှုအပြည့်ရှိတယ်ငါရဲ့အပြင်ပန်းအလားဟာငါရဲ့အတွင်းစိတ်သားရမှုနဲ့ကိုက်ညီတယ်ငါမှာတမာတိရှိတယ်ငါဟာလုံးဝယုံကြည်စိတ်ချရတယ်ငါပြောတဲ့အတိုင်းငါလုပ်တယ်ငါဟာစနစ်တကျရှိပြီးစီကံရှိတယ်ငါပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအလုံးကိုငါသတိပြုမိတယ်ချမ်းသာကြွယ်ဝမှုဟာငါရဲ့ဘဝတွေကိုအဆက်မပြတ်ဝင်ရောက်လာနေတယ်ဆင်းရဲမွဲတေမှုအတွေးအခေါ်ကိုငါဆွန့်လွတ်ပြီးပေါ်များကြွယ်ဝမှုအတွေးအခေါ်ကိုငါလက်ခံတယ်ငါဟာထိုက်တန်တယ်ငါဟာထိုက်တန်တယ်ဘဝကပြီးတဲ့ချမ်းသာကြွယ်ဝမှုအလုံးကိုလက်ခံဖို့ငါအသင့်ရှိနေတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်သေးကျနေတယ်ငါဟာငါရဲ့ဖြစ်တည်မှုရဲ့အရှင်သခင်ပဲငါလို့သမျှအရာအလုံးနဲ့ငါဟာငြိမ်းချမ်းစွာရှိနေတယ်ကြီးမားတဲ့အောင်မြင်မှုကိုစက်တည်ရရှိစွာနဲ့ကင်တွယ်နိုင်စွမ်းရှိတယ်ငါဟာပေါ်များကြွယ်ဝမှုနဲ့ပျော်ရွှင်မှုတွေကိုဆွဲငင်နေတဲ့အားကောင်းတဲ့တန်လိုက်တစ်ခုပဲငါဟာအလွန်အမင်းချမ်းသာတယ်ငါရဲ့အိမ်မက်အားလုံးကိုငါလိုက်လံဖမ်းဆုပ်တယ်ငါဘဝတွေကိုအဆက်မပြတ်ဝင်ရောက်လာနေတဲ့ချမ်းသာကြွယ်ဝမှုတွေအတွက်ငါနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်တယ်ငါပိုင်ဆိုင်နိုင်တဲ့ချမ်းသာကြွယ်ဝမှုပမာဏမှာအကန့်အသတ်မရှိဘူးနေ့ရက်တိုင်းမှာငါဟာပိုကောင်းလာတယ်ငါဟာတည်ငြိမ်တယ်ငါရဲ့အလားအလာကိုငါယုံကြည်တယ်ငါကဘာကြီးဟာအလှတရားချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်နေတယ်င
ငါဟာအံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်ပဲငါဟာငါကိုငါနဲ့တခြားသူတွေအပေါ်မှာအပြုသဘောဆောင်တဲ့ခံစားချက်တွေရှိတဲ့လူတစ်ယောက်ပဲငါဘဝမှာဖြစ်ပျက်နေသမျှအရာအလုံးကနေငါသင်ခန်းစာယူတယ်အမားတွေဟာသင်ခန်းစာတွေဖြစ်တယ်ဆိုတာကိုငါသိပြီးတစ်ခုချင်းစီကနေငါသိယူတယ်ငါရဲ့ရည်မှန်းချက်တွေစီကိုရောက်ဖို့ငါရဲ့အားစိုက်ထုတ်မှုအားလုံးကိုထည့်ဝင်ဖို့ငါစိတ်ပိုင်းဖြတ်ထားတယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာအချစ်ခံရပြီးငါပတ်ဝန်းကျင်ကအရာအလုံးနဲ့ငါငြိမ်းချမ်းစွာရှိနေတယ်ငါရဲ့နှလုံးသားနဲ့ငါရဲ့စိတ်ဝိညာဉ်ထဲမှာငြိမ်းချမ်းမှုတွေကိန်းအောင်နေတယ်ကြောက်ရွံ့မှုနဲ့ဖြည့်ဆည်းတတ်တဲ့တန်တရားအလုံးကနေလွတ်မြောက်ဖို့ငါရွေးချယ်တယ်ဘယ်လိုအတားအဆီးမျိုးကိုမဆိုငါလွယ်ကူစွာနဲ့အတိတရားရှိစွာကျော်လွှားတယ်ကောင်းမွန်တဲ့အရာအလုံးနဲ့ငါဟာထိုက်တန်တယ်ငါရဲ့အသက်အရွယ်နဲ့ငါပျော်ရွှင်နေတယ်ငါအခုရှိနေတဲ့အခိုက်အတန့်တွေတိုင်းအတွက်ငါလုံလောက်တယ်ငါရဲ့ဆက်ဆံရေးအားလုံးဟာတဟဇာတဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့ငါဘဝတစ်ခုလုံးဟာတန်ဖိုးထားမှုကျေးဇူးတင်မှုတွေနဲ့ပြည့်နေလို့ပဲ။ငါဟာအတွင်းရောအပြင်မှာလှပတယ်။ငါဘဝကိုပဲအာရုံစိုက်ပြီးတခြားသူတွေကိုသူတို့ဘဝမှာသူတို့နေထိုင်ခွင့်ပေးပါတယ်။ငါရဲ့အတွင်းစိတ်ကိုငါယုံကြည်တယ်။ငါရဲ့ပင်ကိုယ်အသိဉာဏ်ကိုငါယုံကြည်တယ်။ချစ်ခင်တတ်တဲ့လူတွေဟာငါဘဝမှာရှိနေပြီးသူတို့ကငါ့ကိုဟန်ချက်ညီမှုသဟဇာတာဖြစ်မှုအကောင်းမြင်စိတ်တွေနဲ့ဖြည့်ဆည်းပေးကြတယ်။ဘာကြီးဟာနေထိုင်ဖို့အံ့ဩဖွယ်ကောင်းတဲ့နေရာတစ်ခုဖြစ်ပြီးဒီကဘာပေါ်ကငါရဲ့စိတ်အားထက်သန်တဲ့ခရီးကိုငါပျော်မွေ့တယ်။ငါဟာထူးခြားတယ်။ငါဟာစိတ်ဆွမ်းအင်တွေနဲ့ပြည့်စုံနေပြီးပျော်ရွှင်မှုတွေနဲ့ပြည့်စုံနေတယ်။ငါကိုနာကျင်စေခဲ့တဲ့သူတွေကိုငါခွင့်လွှတ်ပြီးသူတို့စီကနေငြိမ်းချမ်းစွာဖိတ်ခေါ်တယ်။ငါဟာရဲရင်ပြီးငါကိုငါအတွက်ရပ်တည်တယ်။ငါရဲ့အတွေးတွေဟာအပြုသဘောဆောင်မှုတွေနဲ့ပြည့်နှက်နေပြီးငါရဲ့ဘဝဟာပေါ်များကြွယ်ဝမှုတွေနဲ့ပြည့်စုံနေတယ်။ဘဝကငါ့ကိုချစ်တယ်။လုံးသမျှအရာတိုင်းမှာငါဟာထူးချွန်တယ်။ငါရဲ့အလားအလာအပြည့်အဝကိုငါအသုံးချပြီးကောင်းမွန်တဲ့ရလဒ်တွေကိုပဲငါဆွဲဆောင်တယ်။ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကိုးစွမ်းအားရှိတယ်။ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်။ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာအပြုသဘောဆောင်တဲ့ပြောင်းလဲမှုလုပ်ငန်းစဉ်ထဲမှာရှိနေတယ်ငါကိုငါခွင့်လွှတ်တယ်လူတွေကငါ့ကိုယုံကြည်ကြတယ်ငါရဲ့အတိတ်ကိုငါလက်ခံပြီးအဲ့ဒါကိုကြော်လွှားတယ်ကောင်းမွန်တဲ့အရာတွေပဲငါစီကိုရောက်လာတယ်ငါရဲ့စိတ်ကိုအပြုသဘောဆောင်တဲ့အတွေးတွေနဲ့ပဲငါဖြည့်ဆည်းထားတယ်ငါဟာကျမ်းမာတယ်ပြည့်စုံတယ်ကျမ်းမာခြင်းဟာငါခန္ဓာကိုယ်ရဲ့သဘာဝအခြေအနေပဲငါဟာနာကျင်မှုကင်းမဲ့ပြီးဘဝနဲ့လုံးဝသဟဇာတဖြစ်နေတယ်ငါဟာကျမ်းမာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့တန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှာတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ငါဟာထူးခြားတယ်ငါရဲ့ပိုင်ဆိုင်မှုအားလုံးအတွက်ငါအယံကျေးဇူးတင်တယ်ဘယ်လူသားဘယ်နေရာဘယ်အရာကမှငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတာစိတ်တူစေတာမရှိဘူးဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့ကိုယ်စွမ်းအားရှိတယ်ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ငါလို့သမျှအရာအလုံးဟာတခြားသူတွေကိုမထိခိုက်ပဲငါရဲ့ပန်းနိုင်တွေစီကိုဥတည်နေပါတယ်နေ့ရက်တိုင်းမှာငါရဲ့ပင်ကိုအသိဉာဏ်ကိုငါအပြည့်အဝယုံကြည်တယ်င
ငါဟာကျမ်းမာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့ဟန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှားတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါအကောင်းဆုံးလှုပ်ဆောင်နေတယ်ဆိုတာကိုယုံကြည်တယ်ငါကငါလေးစားပြီးငါလို့သမျှအရာအလုံးဟာငါကိုပြည့်စုံစေပါတယ်ငါဟာစိတ်သဘောထားကြည့်ပြီးငါရဲ့ပတ်ဝန်းကျင်ကအခွင့်အလမ်းအလုံးကိုအပြည့်အဝအသုံးချနေတယ်ငါရဲ့ဆက်ဆံရေးအလုံးမှာရည်ရွယ်ချက်ရှိပြီးအဲ့ဒါတွေကငါကိုပြည့်စုံစေတယ်ပေါ်များကြွယ်ဝမှုကငါကိုဝန်းရံထားတယ်ပေါ်များကြွယ်ဝမှုဟာငါစီကိုစီးဝင်လာပြီးတော့ငါကိုဖြတ်တန်းစီးဆင်းနေတယ်အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့ကိုယ်စွမ်းအားရှိတယ်ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့အထက်ထဲကျနေတယ်ငါဟာဟန်ချက်ညီတယ်ငါလိုအပ်သမျှအရာအလုံးဟာမှန်ကန်တဲ့အချိန်မှာငါစီကိုရောက်လာကြတယ်ငါဟာလုံလောက်တာထက်ပိုတယ်ငါမှာစေတနာတွေအပြည့်ရှိတယ်ငါဟာထူးခြားတယ်ငါဟာတခြားသူတွေကိုမပြောင်းလဲဘူးတခြားသူတွေကိုသူတို့အရှိအတိုင်းဖြစ်ခွင့်ပေးပြီးငါ့ကိုငါလည်းပဲရိုးရှင်းမှန်ကန်တဲ့မေတ္တာတရားနဲ့ချစ်မြတ်နိုးတယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအစဉ်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာစွမ်းအင်တွေနဲ့ပြည့်နေပြီးပျော်ရွှင်မှုတွေကိုထုတ်လွှတ်နေတယ်အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေနဲ့နှိမ့်ကြတဲ့လုပ်ရက်တွေဟာငါစီကနေအပီးတိုင်ပျောက်ကွယ်သွားပြီးဖြစ်တယ်အမှမကုန်ခန်းနိုင်တဲ့စွမ်းရည်တွေနဲ့ကောင်းချီးပေးခံထားရပြီးအဲ့ဒါတွေကိုနေ့စဉ်အသုံးချတယ်အနှုတ်လက္ခဏာဆောင်တဲ့လူတွေစီကနေငါဟာငြိမ်းချမ်းစွာခွဲခွာတယ်ငါမှာအတွေးအခေါ်ကောင်းတွေနဲ့အတွေးခေါ်သစ်တွေရှိနေတယ်ငါဟာရဲရင်ပြီးကျင်နာတတ်တယ်ငါဟာအပြုသဘောဆောင်တဲ့သူတစ်ယောက်ဖြစ်ပြီးငါရဲ့ဘဝဟာပုံများကြွယ်ဝမှုတွေနဲ့ပြည့်နေတယ်ငါဟာလေးစားခံရပြီးလူအများအပြားကငါရဲ့ရလဒ်တွေကိုအတိအမှတ်ပြုကြတယ်ဂယုဏတရားကငါရဲ့ဒေါသကိုစေးကြောပြီးအချစ်နဲ့အစားထိုးတယ်ငါဟာကျမ်းမာရေးနဲ့စိတ်အားထက်သန်မှုတွေကိုကောင်းချီးပေးခံထားရတယ်ငါဟာမပြည့်စည်နိုင်ဘူးအလှတရားဆွဲဆောင်မှုနဲ့စက်တရေကိုငါထုတ်လွှတ်နေတယ်ဖြစ်ပျက်ခဲ့ဖြစ်ပျက်နေပြီးဖြစ်ပျက်လာမယ့်အရာအလုံးနဲ့ငါဟာငြိမ်းချမ်းစွာရှိနေတယ်ငါဟာအံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်ပဲငါအခုထိအောင်မြင်ခဲ့သမျှအရာအလုံးအတွက်ငါ့ကိုယ်ငါဂုဏ်ယူတယ်ငါရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ထဲမှာဖြစ်တည်နေရတာကိုငါသဘောကျတယ်စစ်ကြဝဠာရဲ့အလှတရားအလုံးဟာငါရဲ့အတွင်းထဲမှာတည်ရှိနေတယ်အံ့ဩဖွယ်ဘဝတစ်ခုကိုဖန်တီးဖို့ငါ့ကိုယ်ငါယုံကြည်တယ်ငါဟာရည်မှန်းချက်ကြီးတယ်ငါဟာကြောက်ရွံ့မှုကင်းပြီးတော့စွန့်စားရဲတယ်အတွေ့အကြုံသစ်တွေကိုငါလက်ခံတယ်ငါဟာစူးစမ်းတတ်တယ်ငါဟာလေးလာသိယူသူတစ်ယောက်ဖြစ်တယ်ငါရဲ့ဘဝအတွက်ငါကိုယ်ငါကျေးဇူးတင်တယ်ငါဟာထူးခြားတယ်တခြားသူတွေနဲ့အတူရှိနေတဲ့အချိန်မှာငါအမြဲပျော်ရွှင်တယ်ငါကိုယ်ငါနက်နက်ရှိုင်းရှိုင်းချစ်တယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါရဲ့အတွင်းစိတ်အတန်ဟာအမြဲတမ်းအပြုသဘောဆောင်တယ်ငါစိတ်ပိုင်းဖြတ်ထားသမျှအရာအလုံးကိုငါလုံနိုင်တယ်ငါကငါအပြည့်အဝယုံကြည်တယ်ငါဟာအပြုသဘောဆောင်တယ်လိုအပ်တဲ့အခါညင်းဆိုတဲ့စကားတွေကိုငါအလွယ်တကူပြောနိုင်တယ်ငါဟာစွမ်းဆောင်ရည်မြင့်တယ်ငါဘဝရဲ့ကဏ္ဍတိုင်းကိုငါထိန်းချုပ်နိုင်တယ်ငါဟာအလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်တယ်ငါအလုပ်မှာငါဟာထိရောက်မှုရှိတယ်ငါဟာစိတ်အားထက်သန်တယ်ငါရဲ့ကိုယ်ပိုင်အောင်မြင်မှုကိုငါဖန်တီးတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကိုးစွမ်းအားရှိတယ်ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ငါဘဝတွေပုံများကြွယ်ဝမှုတွေကိုငါဆွဲဆောင်နေငါရဲ့လမ်းမှာကြုံလာတဲ့ဘယ်စိန်ခေါ်မှုကိုမဆိုပညာရှိစွာနဲ့ငါတုံ့ပြန်တယ်ငါဟာအပြုသဘောဆောင်တဲ့အတွေ့အခေါ်ရဲ့စွမ်းအားကိုယုံကြည်ပါတယ်ငါဟာအရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ငါဟာလေးစားခံရတယ်ငါဟာစွမ်းအင်တွေနဲ့ပြည့်နေတယ်ငါရဲ့တန်ဖိုးကိုငါသိပြီးငါလိုချင်သမျှအရာအလုံးကိုငါလုပ်နိုင်တယ်ငါဟာထူးခြားတယ်ငါရဲ့လှုပ်ဆောင်ချက်အလုံးမှာငါအောင်မြင်တယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်
ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘလို့အခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါရဲ့စိတ်ဟာဆန္ဒတွေကိုအမှန်တကယ်ဖြစ်လာစေနိုင်တယ်ငါဟာနှိမ့်ချပြီးတည်ယူဖို့အတွက်အမြဲတမ်းအသင့်ရှိနေတယ်ငါလုပ်ခဲ့တဲ့အမားတိုင်းအတွက်ငါကိုငါခွင့်လွှတ်တယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာမေတ္တာတရားနဲ့တုံ့ပြန်တယ်ငါရဲ့တွေးခေါ်လှုပ်ဆောင်သမျှအရာအလုံးကိုငါထိန်းချုပ်နိုင်တယ်ဘယ်စိန်ခေါ်မှုမျိုးကိုမဆိုငါဟာရဲစွမ်းတတ္တိနဲ့ရင်ဆိုင်တယ်ငါဟာပြစ္ဆုတ်ပံကိုအာယုံစိုက်တယ်ငါဘဝဟာငြိမ်းချမ်းမှုချမ်းသာမှုကျန်းမာမှုပျော်ရွှင်မှုတွေနဲ့ပြည့်စုံကြွယ်ဝနေတယ်ငါပတ်ဝန်းကျင်ကလူတိုင်းကိုငါလက်ခံတယ်ငါဟာချမ်းသာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့တန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှားတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ပျော်ရွှင်မှုဟာငါရဲ့အတွေးတိုင်းမှာရှိနေတယ်နေ့ရက်တိုင်းဟာလက်ဆောင်တစ်ခုဖြစ်ပြီးငါဟာယေရှုတင်စွာနဲ့လက်ခံတယ်ငါဟာပြစ္ဆုတ်ပံမှာလွတ်လပ်စွာနေထိုင်ပြီးတောက်ပတဲ့အနာဂတ်ကိုတည်ဆောက်နေပါတယ်ငါရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ်တိုင်းကိုငါပျော်မွေ့တယ်ငါဟာထူးခြားတယ်ငါဟာကျင်နာပြီးရဲရင်တယ်ဘယ်လိုစိတ်ပြတ်မှုနဲ့စိုးရိမ်ပူပန်မှုမျိုးကနေမဆိုငါကိုငါကုစားနိုင်တယ်ငါရဲ့ကိုယ်ရည်ကိုယ်သွေးဟာယုံကြည်မှုတွေကိုထုတ်လွှတ်နေတယ်ငါဟာကျမ်းမာတယ်ယုံကြည်မှုအပြည့်ရှိတယ်ငါရဲ့အပြင်ပန်းအလှဟာငါရဲ့အတွင်းစိတ်သားရမှုနဲ့ကိုက်ညီတယ်ငါမှတမာတိရှိတယ်ငါဟာလုံးဝယုံကြည်စိတ်ချရတယ်ငါပြောတဲ့အတိုင်းငါလုပ်တယ်ငါဟာစနစ်တကျရှိပြီးစီကံရှိတယ်ငါပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှအရာအလုံးကိုငါသတိပြုမိတယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ငါလုပ်သမျှအရာအလုံးဟာတခြားသူတွေကိုမထိခိုက်ပဲငါရဲ့ပန်းနိုင်တွေစီကိုဥတည်နေပါတယ်နေ့ရက်တိုင်းမှာငါရဲ့ပင်ကိုအသိဉာဏ်ကိုငါအပြည့်အဝယုံကြည်တယ်ငါဟာချမ်းသာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့တန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှားတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါအကောင်းဆုံးလှုပ်ဆောင်နေတယ်ဆိုတာကိုယုံကြည်တယ်ငါကငါလေးစားပြီးငါလို့သမျှအရာအလုံးဟာငါကိုပြည့်စုံစေပါတယ်ငါဟာစိတ်သဘောထားကြည့်ပြီးငါရဲ့ပတ်ဝန်းကျင်ကအခွင့်အလမ်းအလုံးကိုအပြည့်အဝအသုံးချနေတယ်ငါရဲ့ဆက်ဆံရေးအလုံးမှာရည်ရွယ်ချက်ရှိပြီးအဲ့ဒါတွေကငါကိုပြည့်စုံစေတယ်ပေါ်များကြွယ်ဝမှုကငါကိုဝါရန်ထားတယ်ပေါ်များကြွယ်ဝမှုဟာငါစီကိုစီးဝင်လာပြီးတော့ငါကိုဖျက်ဆီးစီးဆင်းနေတယ်အောင်မြင်ဖို့အတွက်လိုအပ်တဲ့အရာအလုံးငါမှရှိတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူစွမ်းအားရှိတယ်ငါရဲ့အပြုအမူတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ငါဟာဟန်ချက်ညီတယ်ငါလိုအပ်သမျှအရာအလုံးဟာမှန်ကန်တဲ့အချိန်မှာငါစီကိုရောက်လာကြတယ်ငါဟာလုံလောက်တာထက်ပိုတယ်ငါမှာစေတနာတွေအပြည့်ရှိတယ်ငါဟာထူးခြားတယ်ငါဟာတခြားသူတွေကိုမပြောင်းလဲဘူးတခြားသူတွေကိုသူတို့အရှိအတိုင်းဖြစ်ခွင့်ပေးပြီးငါကူငါလည်းပဲရိုးရှင်းမှန်ကန်တဲ့မေတ္တာတရားနဲ့ချစ်မြတ်လို့လေဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအစင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘလို့အခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာစွမ်းအင်တွေနဲ့ပြည့်နေပြီးပျော်ရွှင်မှုတွေကိုထုတ်လွှတ်နေတယ်အနှုတ်လက္ခဏာဆောင်တဲ့အတွေးတွေနဲ့နှိမ့်ကြတဲ့လုပ်ရက်တွေဟာငါစီကနေအပီးတိုင်ပျောက်ကွယ်သွားပြီးဖြစ်တယ်ငါမှမကုန်ခန်းနိုင်တဲ့စွမ်းရည်တွေနဲ့ကောင်းချီးပေးခံထားရပြီးအဲ့ဒါတွေကိုနေ့စဉ်အသုံးချတယ်အနှုတ်လက္ခဏာဆောင်တဲ့လူတွေစီကနေင
ငါဟာငြိမ်းချမ်းစွာခွဲခွာတယ်ငါမှာအတွေးအခေါ်ကောင်းတွေနဲ့အတွေးခေါ်သစ်တွေရှိနေတယ်ငါဟာရဲရင်ပြီးကျင်နာတတ်တယ်ငါဟာအပြုသဘောဆောင်တဲ့သူတစ်ယောက်ဖြစ်ပြီးငါရဲ့ဘဝဟာပိုးများကြွယ်ဝမှုတွေနဲ့ပြည့်နေတယ်ငါဟာလေးစားခံရပြီးလူအများအပြားကငါရဲ့ရလဒ်တွေကိုအတိအမှတ်ပြုကြတယ်ဂယုဏတရားကငါရဲ့ဒေါသကိုစီးကြောပြီးအချစ်နဲ့အစားထိုးတယ်ငါဟာကျမ်းမာရေးနဲ့စိတ်အားထက်သန်မှုတွေကိုကောင်းချီးပေးခံထားရတယ်ချမ်းသာကြွယ်ဝမှုဟာငါရဲ့ဘဝတွေကိုအဆက်မပြတ်ဝင်ရောက်လာနေတယ်ဆင်းရဲမွဲတေမှုအတွေးအခေါ်ကိုငါဆွန့်လွတ်ပြီးပေါ်များကြွယ်ဝမှုအတွေးအခေါ်ကိုငါလက်ခံတယ်ငါဟာထိုက်တန်တယ်ငါဟာထိုက်တန်တယ်ဘဝကပေးတဲ့ချမ်းသာကြွယ်ဝမှုအားလုံးကိုလက်ခံဖို့ငါအသင့်ရှိနေတယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့တကူးစွမ်းအားရှိတယ်ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ငါဟာငါရဲ့ဖြစ်တည်မှုရဲ့အရှင်သခင်ပဲငါလို့သမျှအရာအားလုံးနဲ့ငါဟာငြိမ်းချမ်းစွာရှိနေတယ်ကြီးမားတဲ့အောင်မြင်မှုကိုကြက်တည်ရှိစွာနဲ့ကင်တွယ်နိုင်စွမ်းရှိတယ်ငါဟာပေါ်များကြွယ်ဝမှုနဲ့ပျော်ရွှင်မှုတွေကိုဆွဲငင်နေတဲ့အားကောင်းတဲ့တန်လိုက်တစ်ခုပဲငါဟာအလွန်အမင်းချမ်းသာတယ်ငါရဲ့အိမ်မက်အားလုံးကိုငါလိုက်လံဖန်ဆုပ်တယ်ငါဘဝတွေကိုအဆက်မပြတ်ဝင်ရောက်လာနေတဲ့ချမ်းသာကြွယ်ဝမှုတွေအတွက်ငါနက်နက်ရှိုင်းရှိုင်းကျေးဇူးတင်တယ်ငါပိုင်ဆိုင်နိုင်တဲ့ချမ်းသာကြွယ်ဝမှုပမာဏမှာအကန့်အသတ်မရှိဘူးနေ့ရက်တိုင်းမှာငါဟာပိုကောင်းလာတယ်ငါဟာတည်ငြိမ်နေငါရဲ့အလားအလာကိုငါယုံကြည်တယ်ငါကဘာကြီးဟာအလှတရားချမ်းသာကြွယ်ဝမှုတွေနဲ့ပြည့်နေတယ်ငါဟာအံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်ပဲငါဟာငါကိုငါနဲ့တခြားသူတွေအပေါ်မှာအပြုသဘောဆောင်တဲ့ခံစားချက်တွေရှိတဲ့လူတစ်ယောက်ပဲငါဘဝမှာဖြစ်ပျက်နေသမျှအရာအလုံးကနေငါသင်ခန်းစာယူတယ်အမားတွေဟာသင်ခန်းစာတွေဖြစ်တယ်ဆိုတာကိုငါသိပြီးတစ်ခုချင်းစီကနေငါသင်ယူတယ်ငါရဲ့ရည်မှန်းချက်တွေစီကိုရောက်ဖို့ငါရဲ့အားစိုက်ထုတ်မှုအားလုံးကိုထည့်ဝင်ဖို့ငါစိတ်ပိုင်းဖြတ်ထားတယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာအချစ်ခံရပြီးငါပတ်ဝန်းကျင်ကအရာအလုံးနဲ့ငါငြိမ်းချမ်းစွာရှိနေတယ်ငါရဲ့နှလုံးသားနဲ့ငါရဲ့စိတ်ဝိညာဉ်ထဲမှာငြိမ်းချမ်းမှုတွေကိန်းအောင်နေတယ်ကြောက်ရွံ့မှုနဲ့ဖြည့်ဆည်းတတ်တဲ့တန်တရားအလုံးကနေလွတ်မြောက်ဖို့ငါရွေးချယ်တယ်ဘယ်လိုအတားအဆီးမျိုးကိုမဆိုငါလွယ်ကူစွာနဲ့တိတရားရှိစွာကျော်လွှားတယ်ကောင်းမွန်တဲ့အရာအလုံးနဲ့ငါဟာထိုက်တန်တယ်ငါရဲ့အသက်အရွယ်နဲ့ငါပျော်ရွှင်နေတယ်ငါအခုရှိနေတဲ့အခိုက်အတန့်တွေတိုင်းအတွက်ငါလုံလောက်တယ်ငါရဲ့ဆက်ဆံရေးအားလုံးဟာသဟဇာတဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ငါဘဝတစ်ခုလုံးဟာတန်ဖိုးထားမှုကျေးဇူးတင်မှုတွေနဲ့ပြည့်နေလို့ပဲငါဟာအတွင်းရောအပြင်မှာလှပတယ်ငါဘဝကိုပဲအာရုံစိုက်ပြီးတခြားသူတွေကိုသူတို့ဘဝမှာသူတို့နေထိုင်ခွင့်ပေးပါတယ်ငါရဲ့အတွင်းစိတ်ကိုငါယုံကြည်တယ်ငါရဲ့ပင်ကိုယ်အသိဉာဏ်ကိုငါယုံကြည်တယ်ချစ်ခင်တတ်တဲ့လူတွေဟာငါဘဝမှာရှိနေပြီးသူတို့ကငါ့ကိုဟန်ချက်ညီမှုသဟဇာတာဖြစ်မှုအကောင်းမြင်စိတ်တွေနဲ့ဖြည့်ဆည်းပေးကြတယ်ကဘာကြီးဟာနေထိုင်ဖို့အံ့ဩဖွယ်ကောင်းတဲ့နေရာတစ်ခုဖြစ်ပြီးဒီကဘာပေါ်ကငါရဲ့စိတ်အားထက်သန်တဲ့ခရီးကိုငါပျော်မွေ့တယ်ငါဟာထူးခြားတယ်ငါဟာစိတ်ဆွမ်းအင်တွေနဲ့ပြည့်ရှံနေပြီးပျော်ရွှင်မှုတွေနဲ့ပြည့်ရှံနေတယ်ငါကိုနာကျင်စေခဲ့တဲ့သူတွေကိုငါခွင့်လွှတ်ပြီးသူတို့စီကနေငြိမ်းချမ်းစွာခွဲခွာတယ်ငါဟာရဲရင်ပြီးငါကိုငါအတွက်ရပ်တည်တယ်ငါရဲ့အတွေးတွေဟာအပြုသဘောဆောင်မှုတွေနဲ့ပြည့်နှက်နေပြီးငါရဲ့ဘဝဟာပေါ်များကြွယ်ဝမှုတွေနဲ့ပြည့်စုံနေတယ်ဘဝကငါကိုချစ်တယ်လုံးသမျှအရာတိုင်းမှာငါဟာထူးချွန်တယ်ငါရဲ့အလားအလာအပြည့်အဝကိုငါအသုံးချပြီးကောင်းမွန်တဲ့ရလဒ်တွေကိုပဲငါဆွဲဆောင်တယ်ငါဟာစိတ်အားထက်သန်မှုအပြည့်နဲ့ကိုယ်စွမ်းအားရှိတယ်ငါရဲ့အပြုမှုတိုင်းဟာငါရဲ့တည်ငြိမ်တဲ့စိတ်အခြေအနေနဲ့တစ်ထပ်ထဲကျနေတယ်ဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာအပြုသဘောဆောင်တဲ့ပြောင်းလဲမှုလုပ်ငန်းစဉ်ထဲမှာရှိနေတယ်ငါကိုငါခွင့်လွှတ်တယ်လူတွေကငါ့ကိုယုံကြည်ကြတယ်ငါရဲ့အတိတ်ကိုငါလက်ခံပြီးအဲ့ဒါကိုကြော်လွှားတယ်ကောင်းမွန်တဲ့အရာတွေပဲငါစီကိုရောက်လာတယ်ငါရဲ့စိတ်ကိုအပြုသဘောဆောင်တဲ့အတွေးတွေနဲ့ပဲငါဖြည့်ဆည်းထားတယ်င
ငါဟာကျမ်းမာတယ်ပြည့်စုံတယ်ကျမ်းမာခြင်းဟာငါခန္ဓာကိုယ်ရဲ့သဘာဝအခြေအနေပဲငါဟာနာကျင်မှုကင်းမဲ့ပြီးဘဝနဲ့လုံးဝသဟဇာတဖြစ်နေတယ်ငါဟာကျမ်းမာတယ်လှပတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်ကြီးကျယ်တဲ့အရာတွေကိုလှုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ငါ့ကိုဖန်တီးထားတာဖြစ်တယ်ငါဟာပေါ်များကြွယ်ဝမှုတွေကိုဆွဲဆောင်နေတဲ့တန်လိုက်တစ်ခုပဲကြောက်ရွံ့မှုဆိုတာခံစားချက်တစ်ခုတသက်ပဲငါအဲ့ဒါကိုကြော်လွှားပြီးတော့ဆက်လက်ရွေးရှားတယ်ဘဝရဲ့နယ်ပယ်တိုင်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်စွမ်းတွေငါစီမှာရှိနေတယ်ငါနဲ့တွေးဆုံတဲ့လူတိုင်းအပေါ်မှာငါဟာယဉ်ကျေးပြီးတော့လေးစားသမှုရှိပါတယ်ငါဟာသိခံတတ်တယ်အရာအလုံးဟာဒီအချိန်ဒီနေရာမှာအကောင်းဆုံးဖြစ်နေတယ်ငါဟာထူးခြားတယ်ငါရဲ့ပိုင်ဆိုင်မှုအားလုံးအတွက်ငါအယံကျေးဇူးတင်တယ်ဘယ်လူသားဘယ်နေရာဘယ်အရာကမှငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေတာစိတ်တူစေတာမရှိဘူးဘယ်လိုစိန်ခေါ်မှုမျိုးအတွက်မဆိုငါဟာအဆင်သင့်ပါပဲဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာအကောင်းတွေကိုပဲအာရုံစိုက်တယ်ငါရဲ့အမားတွေကိုငါသိပြီးအဲ့ဒီကနေသင်ခန်းစာယူတယ်ဆုံးဖြတ်ချက်ကောင်းတွေချတယ်ဘယ်လိုအခြေအနေမျိုးမှမဆိုငါဟာတည်ငြိမ်အေးချမ်းတဲ့သူဖြစ်တယ်ငါဟာငါရဲ့ကိုယ်ပိုင်ဘဝကိုဖန်တီးတဲ့သူဖြစ်ပါတယ်ငါဟာအတွင်းစိတ်မှာငြိမ်းချမ်းနေတယ်နေ့ရက်တိုင်းဟာဘဝကပေးတဲ့မြင့်မြတ်တဲ့လက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာကိုငါသတိပြုမိတယ်ငါဟာအပြည့်အဝနေထိုင်ပြီးအခိုက်အတန့်တိုင်းကိုငါပျော်မွေ့တယ်အတိတ်ကအနှုတ်လက္ခဏာဆောင်တဲ့အတွေ့အားလုံးနဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်မှုအားလုံးကိုငါဆွန့်လွတ်ပါတယ်ငါရဲ့အတိတ်ကလူတိုင်းကိုသူတို့လုပ်ခဲ့တဲ့အမှားအားလုံးအတွက်ငါခွင့်လွှတ်တယ်ငါသူတို့ကိုမေတ္တာတရားနဲ့အတူလွတ်ပေးလိုက်တယ်ငါရဲ့ဘဝဟာအချိန်နဲ့အမျှပိုကောင်းလာတယ်ငါ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 ရဲ့ဘဝဟာအချိန်နဲ့အမျှပိုကောင်းလာတယ်ငါရဲ့ဘဝဟာအချိန်နဲ့အမျှပိုကောင်းလာတယ်အချိန်နဲ့အမျှ